အခုကြည့်နေတဲ့သူတွေထဲမှာကိုဘာလို့လွတ်ရမှန်းမသိပဲကြောင်ပိတ်မိနေတဲ့သူတွေရှိကြလားကျွန်တော်မှလည်းဒီလိုအခြေအနေအများကြီးရှိခဲ့ပူပါတယ်ဒါပေမဲ့အရေးကြီးတဲ့ရွေးချယ်စရာတွေလောက်ရတော့မယ်ဆိုရင်ကျွန်တော်ကတော့ Wilma နဲ့သူ့မိသားစုရဲ့နီလန်အတိုင်းပဲဆုံးဖြတ်ချက်ချပါတယ်Wilma ဆိုတာကလမ်းမလျှောက်နိုင်တဲ့ပိုလီယိုယောဂတဲ့ဘွားကနေကမ္ဘာအပြင်းအများဆုံးအပြေးသမားဖြစ်လာခဲ့တဲ့သူပါသူငယ်ငယ်တုန်းကဆိုရင်ပိုလီယိုယောဂကြောင့်မတ်တက်တောင်မရက်နိုင်မဲ့ဒုက္ခိတဘွားနဲ့နေခဲ့ရပါတယ်ဒါပေမဲ့သူနဲ့သူ့မိသားစုရဲ့ထူးခြားခြားဆုံးဖြတ်ချက်တစ်ခုကြောင့်သူဖြစ်ချင်တဲ့ကမ္ဘာအပြင်းအများဆုံးပြေးသမားဖြစ်လာနိုင်ခဲ့ပါတယ်Wilma ရဲ့အကြောင်းကလူတွေထင်ထားရတဲ့အစာပေါင်းများစွာကန်ဆိုးလွန်ပါတယ်။မွေးကလေးကမွေးရမစေပဲမွေးလာလို့တာမကလေးထက်ပိုချူကြတယ်။ဒါကြောင့်ပဲအသက်ငယ်ငယ်လေးနဲ့အဆိုးရွားဆုံးယောဂတွေကိုလွယ်လွယ်ကူးစက်ခံရတော့တာပါ။ဒီထဲမှာအပြင်းထန်ဆုံးကတော့အဆုတ်ရောင်ယောဂနဲ့ပိုလီယိုယောဂပါ။အကျိုးဆက်တွေကတော့ယောဂတွေတက်တော်သွားတဲ့အချိန်မှာတော့ခြေတစ်ဖက်ကအကျောသေးသွားပြီးလုံးဝလက်မလျှောက်နိုင်တော့တဲ့အထိဖြစ်သွားတော့တာပါ။ဒါပေမဲ့သူဒီလိုဖြစ်သွားတာကိုလုံးဝလက်သင့်မခံခဲ့တဲ့လူတစ်ယောက်တော့ရှိပါတယ်။အဲ့ဒါကတော့ Wilma ရဲ့အမေပါ။သူ့အမေကသူခြေထောက်ပြန်ကောင်းလာဖို့အတွက်မြို့ထဲကအကောင်းဆရာဝန်ကြီးတွေနဲ့ကုသပေးပါတယ်။ဒါပေမဲ့စင်မကောင်းစရာကတော့သူခြေထောက်ကလုံးဝပြန်မကောင်းနိုင်ဘူးဆိုတဲ့သုံးပြန်ချက်တွေကိုပဲကြားရတော့တာပါ။ဆရာဝန်ကြီးတွေဘယ်လိုပဲပြောသူ့အမေရဲ့ခံယူချက်ကတော့လုံးဝပြောင်းလဲမသွားပါဘူး။သူသမီးခြေထောက်တွေကိုလုံးဝပကတိပြန်ကောင်းလာမယ်ဆိုပြီးပဲတစ်ထစ်ချာယုံနေခဲ့တာပါ။ဒါကြောင့်ပဲနောက်ဆုံးမီးစာအနေနဲ့တခြားမြို့ကအကျောကူထုံးအထူးကုစီကိုတပတ်တစ်ခါလုံးနဲ့နှစ်တွေကြာကြီးသွားပြပါတယ်။နောက်ပြီးသူသမီးခြေထောက်ရဲ့အကျောတွေပြန်တန်မာလာဖို့အတွက်ခြေထင်းကရိယာနဲ့လမ်းလျှောက်ခိုင်းပါတယ်။ပြောရရင်ဒီချိန်တွေက Wilma နဲ့သူ့မိသားစုတို့အခက်အခဲဆုံးအချိန်တွေပါဒါပေမဲ့ဒီလိုကာလတွေမှာလည်းကျင်းလို့စရာအခိုက်အတန့်လေးတွေလည်းရှိနေပြန်ပါတယ်အဲ့ဒါကတော့ Wilma ရဲ့ခြေထောက်တွေကိုပြန်ကောင်းစေချင်လို့သူ့မောင်နှမတွေကကုထုံးဆရာဝန်တင်ပေးထားတဲ့အတိုင်းနေ့တိုင်းနှိမ့်နေပြီးကြတာပါပဲဒီလိုမိသားစုလိုက်ဆုံးဖြတ်ချက်ခိုင်မာပြီးတက်ညီလက်ညီစူးစမ်းကြတဲ့ရလဒ်ကတော့ Wilma အသက်17နှစ်မှာပဲခြေထင်းကိရိယာမတက်ပဲစပြီးလမ်းလျှောက်နိုင်ခဲ့ပါတယ်ဒါတွေမကပဲကျောင်းဘတ်စကက်ဘောအသင်းမှာပါဝင်ခွင့်ရတဲ့အပြင်ဒီကနေတဆင့်ကမ္ဘာအိုလံပစ်ပြိုင်ပွဲကိုအပြည့်အားစားနဲ့ဝင်ပြိုင်ပြီးပွဲစဉ်တစ်ခုတည်းကနေရွှေတံဆိပ်3 စုရတဲ့ပထမဆုံးအမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်တကယ်တော့ Wilma ခံစားရတဲ့ယောဂနဲ့ပတ်သက်ပြီးသူနဲ့သူ့မိသားစုတွေစီမှာရွေးချယ်စရာတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့အခက်အခဲဆုံးလမ်းကုန်မှာရွေးချယ်သွားတဲ့သူတို့ကကဘာကျော်အပြည့်သမား Wilma ဆိုတဲ့အလှဆုံးဘန်းကိုဖူးပွင့်စေခဲ့ပါတယ်။ဒါကြောင့်မို့လို့ရွေးချယ်စရာတွေရှိလာတဲ့အခါအခက်အခဲဆုံးစုခင်းလမ်းတွေကအလှပါဆုံးဘန်းကင်းလမ်းတွေဖြစ်လာဖို့အတွက်ဆိုတာကိုလုံးဝမမေ့ပါနဲ့ခင်ဗျာ။ကိုဘွားမှာလည်း level တစ်ခုထပ်တက်ချင်လို့ခက်ခဲတဲ့လမ်းတစ်ခုကိုရွေးချယ်ကြည့်ချင်တယ်ဆိုရင်တော့ content creation ပညာရပ်ကိုသင်ယူဖို့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဘာလုပ်ငန်းပဲလုပ်လို့ content creation ကိုတက်ထားတဲ့သူကတပန်းတာတဲ့ခေတ်ကိုရောက်လာလို့ပါပဲနောက်ပြီးဖုန်းတစ်လုံးနဲ့ရှိုံနဲ့ content creation ပညာရပ်တွေတက်မြောက်ချင်တယ်ဆိုရင်တော့လာမယ့်9 ရက်နေ့မှာဖွင့်လှစ်ပေးမယ် content creators mini course ကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အခြေခံကစာသင်ကြားပေးမယ်ဒီသင်တန်းမှာဆိုရင် script တွေကိုကိုယ်တိုင်ကိုယ်ကြားရေးကြရမယ် editing လုံနည်းတွေနဲ့ video တွေကိုလည်းဖန်တီးကြရမယ်ဒါအပြင် social media algorithm သင်ခန်းစာတွေနဲ့ creator တယောက်မှာရှိရမယ် knowledge တွေကိုပါသိခွင့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုရလက်ကောင်းတွေရဖို့အတွက်လူနည်းနည်းပဲလက်ခံသွားမှာပါကျွန်တော်မျှော်လင့်ထားတဲ့ကိုပို့ပြီးတော့နော်သင်ခန်းစာတွေကလူရင်းတို့ရှင်တဲ့ Steve မိကိုတင်ကြားပေးထားတာကိုတွေ့ရတယ်ထားလိုက်တဲ့ဗီဒီယိုတွေခုတွေကဘာတွေကတော့ analysis ရှိတယ်ဘာတွေကတော့ဘယ်လိုလေးပြင်ကောင်းမလဲဆိုပြီးတော့ကျွန်တော်တို့ကို thesis တွေပြပေးတဲ့အခါကျတော့ကျွန်တော်တို့တစ်ခုခုလုပ်လိုက်တာနဲ့အောက်ချက်ချင်းကျွန်တော်မြင်ရတယ်ကိုကဘာလို့လဲဆိုတော့သိရှိစီတယ်ပေါ့နော်ကဲသင်တန်းကိုလာတက်ဖို့တဲ့သူတွေကတော့တိတ်ကိုသဘောကျနေကြပါပြီသင်တန်းမှာပြန်ဆိုကြပါမယ်ခင်ဗျာ